ရောက်ရင်တို့နှစ်ယောက်အမြဲတွေ့နေကြဒီနေရာလေးမှာတို့နှစ်ယောက်လမ်းရှောင်နေကြအရာရာတိုင်းဟာမင်းအကြောင်းနဲ့လွယ်ဆက်လာဘယ်သူတွေ့တွေ့မင်းအရေးပဲတွေ့ရောက်လားဘာသာကိုကြားကြားမင်းစကားပဲကြားရောက်လားဘယ်လိုနေရမလဲမင်းမရှိတဲ့ဒီဘဝမှာမောင်မလေးတော့ရောင်ချာချာယူတစ်ပိုင်းချင်နေပြီဘာတွေပဲလုပ်လို့အတ္တတရင်မာချမ်းနေလေမောင်မနေတော့ဘူးအတူနေစလုံးငါဘဝကိုပဲပြန်လဲသတိရမောင်မနေတော့ဘူးမောင်မနေတော့ဘူးမောင်မနေတော့ဘူးမနေတော့ဘူးပြန်ရှာရင်တွေ့မယ်မင်းငါစပြေးလေကြာလာရင်မိမယ်မင်းငါစမုံရင်လေပြုံးလာပြန်တော့လေမပြေးမမုန်းပဲကဘာချာနေမြင်နိုင်မေမဲ့လေ